တော်လန်ရေး9နှစ်တာကာလအတွင်းမှာအထင်ရှားဆုံးကြဆုံးခြင်းကတော့အန်ယူဂျီရဲ့ public relation ဆိုတဲ့ PR ကဏ္ဍပါပဲတကယ်တော့လည်း PR ကကြာရှုံးသွားတဲ့အဆင့်လို့တော့ပြောလို့မရတော့ပါဘူးဒီ PR ဆိုတာကအန်ယူဂျီအတွက်ရှိကိုမရှိခဲ့တာပါအန်ယူဂျီကဒီတာဝန်ရှိလူပုဂ္ဂိုလ်တွေအနေနဲ့က PR ဆိုတာကိုဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုသိပုံမရတဲ့လူတွေဖြစ်တဲ့အတွက်ဒီ public relation ကဏ္ဍကိုကြိုးပမ်းအားထုတ်ခဲ့တာမျိုးမရှိဘဲနဲ့lobby တွေရဲ့အနောက်မှာပဲအလိုက်တဲ့လှိုင်းစီးနေခဲ့ကြတာပါဒီ9နှစ်တာကာလအတွင်းမှာအဲ့ဒါတွေကြောင့်လဲဒီပြည်သူနဲ့ဒီတော်လှန်ရေးအစိုးရကြားမှာယုံကြည်မှုမရှိတော့တဲ့အနေအထားဖြစ်လာပြီးတော့တဖြည်းဖြည်းနဲ့ဝေးကွာလာခဲ့ရတာပါဒီလွှတ်တော်မှာလွှတ်တော်အမတ်အဆင့်လောက်ခဲ့တဲ့ပုံကိုယ်တွေကဒီ PR ဘယ်လောက်ထိအရေးကြီးလဲဆိုတာပေါ့နော်ဒီ public relation ဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုမသိတာကတော့တော်တော်အံ့ဩစရာကောင်းပါတယ်အဲ့တော့ PR ဆိုတာကဘာလဲဒီ PR ဆိုတာက public relation ဆိုတာကအတူတူပြောရရင်ပြည်သူနဲ့အမြဲထိတွေ့ဆက်ဆံတာပြည်သူနဲ့အစိုးရအဖွဲ့ကြားမှာယုံကြည်မှုတည်ဆောက်တာတွေဒီပြည်သူရဲ့အတန်နဲ့ခံစားချက်ကိုနားထောင်တာတွေအမှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေပြီးတော့ကိုပုံဖော်ခြင်းတဲ့အရာကိုပြည်သူတွေနားလည်လာအောင် narrative control လုပ်တာတွေကို PR လို့ခေါ်တာပါပဲအလွယ်ကူဆုံး definition ဖွင့်ရရင်တော့ပြည်သူနဲ့ဆက်ဆံရေးကိုစနစ်တကျတည်ဆောက်ပြီးတော့ယုံကြည်မှုရအောင်လုပ်တာက PR ပဲ public relation ပဲအဲ့တော့ဒီအချက်တွေကိုကြည့်ုံနဲ့ PR ကဘယ်လောက်ထိအရေးကြီးလဲဆိုတာPR ကဘယ်လောက်တောင်လိုအပ်လဲဆိုတာကိုဒါလူတိုင်းကမြင်နေရတာပါပဲဒီပြည်သူကိုဒါအကျိုးပြုတွေလုပ်ဖို့ပေါ့နော်ဒါပြည်သူကိုဝန်ဆောင်မှုပေးဖို့တို့ဒါမှမဟုတ်ဒီပြည်သူကိုအာဏာရှင်စနစ်ဆိုအောက်ကနေလွတ်မြောက်ဖို့တို့ပေါ့နော်ဒီလိုမျိုးကြိုးပမ်းပေးတဲ့ဒါအစိုးရအဖွဲ့တွေကိုတာထားအောင်ဒီပြည်သူဘော်ကနေပေါ့နော်ဒါအမျက်အစွန်းရအောင်လုပ်တဲ့ဒီကုမ္ပဏီတွေပေါ့ဒီစီးပွားရေးကုမ္ပဏီတွေမှာတော့မှ PR ကလိုအပ်တယ်ဒီ PR ကိုအကောင်းဆုံးတည်ဆောက်နိုင်မှာပဲဒါသူတို့ရဲ့ထုတ်ကုန်တွေ product တွေကပို့ပြီးတော့ပြည်သူလူထုရဲ့ယုံကြည်စိတ်ချမှုကိုရလာမယ်ဝယ်ယူစားသုံးမှုကိုပို့ပြီးတော့ရရှိလာမယ်ပေါ့နော်အမျက်ဆုံးရရှိလာမယ်ဒီလိုအကျိုးမြတ်တွေရှိမှာလေအဲ့တော့ဒီပေါ့နော်တာမန်စီးပွားရေးကုမ္ပဏီတွေမှာတော့ PR လိုအပ်တယ်ဆိုရင်ဒီဒေါ်လာရေးကိုဥဆောင်နေတဲ့ဒီအဖွဲ့တွေမျိုးဆိုရင်ပိုတော့လိုအပ်သေးတယ်လေဒါတွေကလူထုရဲ့ထောက်ခံမှုရရှိမှဒါအောင်မြင်စွာအကောင့်ထဲပေါ်နိုင်မဲ့ကိစ္စတွေပဲလေငါတို့မှန်တာလုပ်နေတာပဲဒါလူထုနဲ့ PR တိဆောက်စရာမလိုဘူးဆိုရင်ဒီ PR ပေါ့နော် public relations ဆိုတဲ့ဘာသာရပ်ကပေါ်တော့လာစရာအကြောင်းတော့မရှိဘူးအဲ့ဒီလိုဒါငါကကောင်းတာလုပ်နေတာပဲဒါPR ကိုတိဆောက်စရာမလိုဘူးဆိုရင်ဘုရားမြတ်စွာဘုရားကဟိုနယ်တွေကိုလိုက်ပြီးကမှကျွတ်ထိုက်တဲ့သူတွေထံကိုလိုက်ပြီးကမှတရားဟောခဲ့မှာမဟုတ်ဘူးငါအမှန်နေဟောခဲ့ပြီပဲမင်းတို့ဘာသာမင်းတို့ကျွတ်ချင်ကျွတ်မကျွတ်ချင်နေဆိုပြီးတော့ပဲနေခဲ့မှာပဲလေငါဟောတာတွေကဒါကအမှန်တရားတွေပဲမင်းတို့နားထောင်ခြင်းနားထောင်ခြင်းနေဆိုပြီးတော့ပြောခဲ့မှာပဲလေအဲ့တော့ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်ကအဲ့ဒီလိုမျိုးလုပ်ခဲ့တာမဟုတ်ဘူးလေပြောရရင်ဒီကျွတ်ထိုက်တဲ့သူတွေထံကိုသွားပြီးကမှဒီအကျွတ်တရားရဖို့အတွက်တရားပြတယ်စီယုံသိမ်းသွင်းတယ်ပေါ့ဗျာလမ်းပြပေးတယ်အပင်ပန်းခံပြီးတော့သွားပြီးတော့ဒါ public relation လုပ်ပေးတာเนาะဒါ PR လုပ်ပေးတာပြီးတော့ငါကမင်းတို့အတွက်လမ်းပြပေးနေတာငါပြောတာတွေအမှန်ပဲဆိုတဲ့ဟာကိုစုပ်ကင်ထားခဲ့တာမဟုတ်ဘူးတရားနာခြင်းစပွဲအခင်းချင်းဖြစ်အောင်လဲတိဆောက်ခဲ့ပြီးကမှလာပါနားထောင်ကြည့်ပါကိုယ်တိုင်ကြင်ကြည့်ပါပြီးမှပဲယုံပါဆိုတဲ့ဒီတရားနာပရိသတ်နဲ့ဒီဗုဒ္ဓမြတ်စွာဘုရားကြားမှာဒီ relation တစ်ခုကိုတိဆောက်ပြီးကမှဒုက္ခခတ်သိမ်းရလမ်းကိုလမ်းပြပေးခဲ့တာအဲ့တော့ကိုကဈေးဆိုင်ပဲဖွင့်ကုမ္ပဏီပဲဖွင့်တရားဟောတဲ့ဓမ္မစရိယာပဲလုပ်တော်လှန်ရေးအစိုးရပဲလုပ်ဒီ public relation ဆိုတာကမဖြစ်မနေလိုအပ်တဲ့ဘာသာရပ်တစ်ခုပဲအဲ့တော့ပြည်သူကိုမျက်နှာမူရတဲ့အဖွဲ့အစည်းတိုင်းကဒီ PR ကိုဘာလို့လိုအပ်တာလဲဆိုတော့ပထမအချက်ကတော့ပြည်သူကိုအခြေပြုပြီးတော့တိဆောက်ထားတဲ့အဖွဲ့အစည်းတိုင်းကပြည်သူနဲ့ယုံကြည်မှုတိဆောက်နိုင်ဖို့လိုအပ်တယ်ဒီပြည်သူတွေကမှမယုံကြည်တော့ရင်ပြည်သူနဲ့ယုံကြည်မှုတိဆောက်နိုင်စွမ်းမရှိရင်
ကိုယ့်ရဲ့ပန်းနိုင်ကိုသွားဖို့ဆိုတာကဘလို့မှမဖြစ်နိုင်ဘူးလေဒါကြောင့်မို့ PR ဆိုတာကပြည်သူနဲ့ယုံကြည်မှုတည်ဆောက်ဖို့အစိုးရကနေပြီးတော့ပြည်သူကိုဘာတွေလုပ်နေတယ်ဘယ်လမ်းစဉ်ဘယ်မူဝါဒတွေဘယ်နည်းဗျူဟာတွေမဟာဗျူဟာတွေကိုချမှတ်နေတယ်ဆိုတာတွေကိုပြည်သူကိုရှင်းပြပေးနိုင်ဖို့ဒီပြည်သူနဲ့ကိုယ့်ရဲ့အဖွဲ့အစည်းကြားမှာယုံကြည်မှုခိုင်ခိုင်မာမာတည်ဆောက်နိုင်ဖို့အတွက် PR ကဏ္ဍကမဖြစ်မနေလိုအပ်နေတာပါပဲဒုတိယအချက်အနေနဲ့ကလည်းဒီသတင်းအမှားတွေတို့ဒါ fake news တွေတို့ false hot news တွေတို့ပေါ့နော်အဲ့လိုမျိုးတွေဒါလင်းလင်းမြန်မြန်ပြန့်နှံ့နေတဲ့ကာလမှာဒီအစိုးရကနေပြီးတော့သတင်းအမှန်တွေကိုဒီပြည်သူတွေထံကိုတိတိကျကျရှင်းပြပေးနိုင်ဖို့အတွက်လည်း PR ကမဖြစ်မနေလိုအပ်တယ်နောက်ပြီးတော့လည်းဒီအရေးပေါ်အခြေအနေတွေမှာပြည်သူတွေကိုဆောင်ရန်ရှောင်ရန်နေသတင်းပေးနိုင်ဖို့အတွက်လည်း PR ကလိုအပ်တယ်အထူးသဖြင့်လူလူကအစိတ်တော့ကရောက်ရတဲ့အခိုက်အတန့်တွေမှာဆိုရင်ဒီလူလူကိုဘယ်လိုခွန်အားပေးမလဲဘယ်လိုမျှော်လင့်ချက်တွေပေးမလဲဘယ်လိုဥဆောင်မှုတွေပေးမလဲဆိုတာကိုလည်းဖော်ပြနိုင်ဖို့အတွက် PR ကမဖြစ်မနေလိုအပ်တယ်အဲ့တော့ဒီလောက်အရေးကြီးတဲ့ဒီ public relation ပေါ့ဗျာဒီ PR ကဏ္ဍကို UNG ကခိုင်မာအားကောင်းလာအောင်တိစောက်ခဲ့လားဆိုတော့မတိစောက်ခဲ့ပါဘူးဒီအရင်ကပါဗျာနော်internet ခေတ်ဦးလောက်မှာဒါ blogger လုပ်ခဲ့ဘူးယုံနဲ့သူ့ကိုယ်သူစိတ်ကြီးဝင်နေတဲ့နေဘုံလက်ဆိုတဲ့ကောင်ကိုပဲသတင်းနဲ့ပြန်ကြားရေးတာဝန်ခံပုံစံမျိုးခန့်နေတာပဲရှိတယ်အဲ့တော့ဒီ blogger လုပ်ဖူးတာနဲ့ဒီ PR ကဏ္ဍနဲ့ဘာဆိုင်လဲဘာမှမသက်ဆိုင်ဘူးလေဒီ blog တွေရှောက်ထောင်ပြီးတော့စာတွေရေးဘူးယုံနဲ့ blogger ပြစ်ဖူးယုံနဲ့ PR ကျွမ်းကျင်တယ်ဆိုတဲ့အဓိပ္ပာယ်သတ်မှတ်ချက်ကဘယ်အပိဓာန်မှရှိတာလဲဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီလိုဘာမှမဆိုင်တာတွေကိုဟာလာပေါက်တက်ကရတွေရှောက်ခံပြီးတော့လှုပ်ချင်တယ်လို့လှုပ်ခဲ့ကြတော့အနေဘုံလဲဆိုတဲ့ကောင်ကဒီမဲဆောက်က comfort zone တွေကနေပြီးတော့လူတို့ကို false hope တွေပေးုံကလွယ်ပြီးတော့ဘာမှဒီတော်လန်ရေးအတွက်အကျိုးပြုနိုင်ခဲ့တာမရှိဘူးဒီလတဲ့တိုင်းမှာဟာလာစိုးမိုးနယ်မြေဆိုတဲ့စကားလုံးကိုထွက်ပြောနေုံကလွယ်ပြီးတော့ဘာမှလူတို့နဲ့အစိုးရကြားမှာဟာလာခိုင်မာတဲ့ယုံကြည်မှုတွေတည်ဆောက်နိုင်ခဲ့တာမရှိဘူးလူတို့နဲ့အစိုးရကြားမှာပေါင်းကူတရားဖြစ်ခဲ့တာလည်းမရှိဘူးပြည်သူပဏ္ဏငွေနဲ့ထမင်းစားတယ်ပြည်သူပဏ္ဏငွေတွေနဲ့ဒါကွန်ဒိုတွေဒါအိမ်ချမ်းတွေငှားရမ်းပြီးကမှတကယ်ကိုလုံခြုံစိတ်ချရတယ်ပေါ့နော်အဲကွန်းတွေတက်ဆင်ထားတဲ့အခန်းထဲကနေပြီးတော့လူတို့နဲ့ကင်းကွာနေတဲ့မြေပြင်ကလူတို့ရဲ့စိတ်ခံစားချက်နဲ့အဆက်ဟမထိတဲ့စကားလုံးတွေကိုပဲပြောပြီးတော့အလုပ်ခဲ့ကြတာဒီအစိုးရတစ်ဖွဲ့လုံးအနေနဲ့ကောတင်းနဲ့ပြန်ကြားရေးတာဝန်ခံကောင်ဆိုတဲ့သူတွေအနေနဲ့ကောဒီ PR ကဏ္ဍကိုအကျိုးပန်းအားထုတ်မှုတွေမလုပ်ခဲ့ကြဘူးအဲ့တော့အဲ့ဒါတွေကဟောမုတ်စာတစ်ခုကိုကြည့်လိုက်ပေါ့ဗျာဒါတွေကရှောက်ပြောနေတာမှမဟုတ်တာဒီ UNG ရဲ့အစိုးရတစ်ဖွဲ့လုံးကပြည်သူနဲ့ထိတွေ့ဆက်ဆံတာလည်းမရှိဘူးသူတို့ထိတွေ့ဆက်ဆံနေဆိုတာကဒါပြပရောက်မြန်မာတွေပေါ့နော်ပြပရောက်မြန်မာတွေရဲ့ဒီငွေလှူဒန်းတဲ့ဒါစီဝေးပွဲလေးတွေခန္ဓာပွဲလေးတွေမှာမေကွန်းသွားပြောတာလောက်ကိုပဲသူတို့ကပြည်သူနဲ့ထိတွေ့ဆက်ဆံတယ်လို့ထင်နေတာမှန်ပါတယ်သူတို့တွေကလည်းငွေလှူဒန်းပေးနေတဲ့သူတွေဖြစ်တဲ့အတွက်တန်မှုရှိပါတယ်ဒါပေမဲ့သူတို့ရဲ့ feeling နဲ့မြန်မာပြည်တွင်းကလူတွေရဲ့ feeling နဲ့မတူဘူးလေသူတို့ကနက်ပြည်လိုတိုင်းပြည်တွေမှာနေရတာကျွန်တော်တို့တွေကတကယ်ငရဲတွင်းထဲမှာနေရတာခံစားချက်မတူဘူးခံစားချက်မတူတဲ့အတွက်အတန်ချင်းလည်းမတူဘူးကျွန်တော်တို့ကမြေပြင်မှာတကယ်ဗယုတ်ဒုက္ခတွေကိုကိုယ်တွေ့ခံစားနေရတာအဲ့ဒီဒိုနာတွေကကြတော့ပြည်ပနိုင်ငံတွေမှာဖြစ်နေတဲ့အတွက်မြန်မာပြည်တွင်းရဲ့အခြေအနေတွေအားလုံးကိုသူတို့ကကာကနာနာမသိနိုင်ဘူးသူတို့လူတန်းပေးနေတာတွေကတန်မိုးရှိတယ်ဒါပေမဲ့တကယ်မြေပြင်ကကြုံတွေ့နေရတဲ့ပြည်သူတွေရဲ့ခံစားချက်တွေအခက်အခဲတွေပြဿနာပေါင်း1600ကိုသူတို့မသိတာသိကြတယ်သူတို့ကလိုင်းမော်ကစာရီလောက်ကိုပဲသူတို့ကဖတ်ပြီးတော့သိရမှာအဲ့တော့ဒီဒိုနာတွေကိုသွားတွေ့ရုံလောက်နဲ့ဒါကပြည်သူနဲ့ထိတွေ့ဆက်ဆံတယ်လို့ပြောလို့မရဘူးလေအဲ့ဒီလိုငွေလူတန်းပေးနေမှာပဲလူရသွင်းတယ်ဆိုတဲ့ပုံစံမျိုးလဲအစိုးရတည်းအနေနဲ့လုံးလို့မရဘူးလေမြေပြင်ကပြည်သူတွေအတန်ကိုလည်းနားထောင်ရမယ်မြန်မာပြည်တွင်းကပြည်သူတွေအတန်ကိုလည်းနားထောင်ရမယ်ထိတွေ့ဆက်ဆံနိုင်ဖို့ platform တွေကိုလည်းဒါအစိုးရတည်းအနေနဲ့လုပ်ပေးခဲ့ရမှာအဲ့တော့သူတို့တွေကအဲ့ဒီလိုမျိုးပေါ့နော်ပြည်သူနဲ့ထိတွေ့ဆက်ဆံဖို့စိတ်ကူးလည်းမရှိခဲ့ကြဘူးပြည်သူနဲ့ထိတွေ့ဆက်ဆံမှုလည်းမလုပ်ခဲ့ကြဘူးဒီပြည်သူနဲ့အစိုးရကြားမှာလည်းပေါင်းကူးတရားတည်ဆောက်ဖို့ကိုလည်းပြက်ကွက်ခဲ့ကြတယ်
public relation နဲ့ပတ်သက်လာရင် lobby တွေကိုပဲအားကိုးခဲ့ကြတယ်အဲ့တော့ဒီ lobby ဆယ်လီတွေရဲ့ထင်ရမြင်ရအရေးအသားတွေဒီ force ဟုတ်တွေကပဲလူမှုကွန်ရက်မှာနေရာယူလာတယ်ပြောရရင်တော့ကိုယ်တိုင်ကအရေးချင်းမရှိတဲ့ခါကြတော့ဟာလားကို့မှာဘာတာဝန်ရှိလဲဆိုတာကိုမသိတဲ့ခါကြတော့ကို့အစိုးရရဲ့တာဝန်ကို lobby တွေကိုလွှဲပေးလိုက်တဲ့သဘောပဲအဲ့တော့အစိုးရကပေးရမယ့်သတင်းစကားတစ်ခုကဒီ lobby ဆယ်လီတွေထံကနေတဆင့်ခံထွက်ပေါ်လာတဲ့ခါကြတော့အဲ့ဒါတွေကဒီ lobby တွေဆယ်လီတွေကသူတို့ထင်ရမြင်ရထလာရှောက်ပြီးတော့ရေးထားတဲ့ဒါအကြောင်းအရာတွေထင်ရမြင်ရရှောက်ရေးထားတဲ့ဒါဖော်ပြချက်တွေဖြစ်နေတဲ့ခါကြတော့လူလူကဝေခွင့်မရဖြစ်လာတယ်ဘယ်ကိစ္စမှမဆိုအစိုးရကဒါသတင်းအရင်းမြစ်မဟုတ်တော့ဘဲနဲ့ပေါ့နော်ပြောရရင်တော့ primary source မဟုတ်တော့ဘဲနဲ့ lobby တွေကပဲသတင်းအရင်းမြစ်ဖြစ်လာတယ်ဒီဘုံနဂါကိစ္စပဲကြည့်ကြည့်မက်ကြီးပြားတို့ကိစ္စပဲကြည့်ကြည့်အခုလက်လုံးမှာဖြစ်ပေါ်နေတဲ့ဒီမြိုင်ကရေနံတွင်းကိစ္စတွေပေါ့နော်ပိုလက်ရတို့ကိစ္စတွေမှာပဲကြည့်ကြည့်ဒီအဓိကတာဝန်ရှိတဲ့အစိုးရကသတင်းအရင်းမြစ်မဟုတ်တော့ဘဲနဲ့ဒီ lobby တွေကပဲဒီကိစ္စအလုံးပေါ်မှာသူတို့ရဲ့အထင်တွေအမြင်တွေနဲ့ရှောက်ပြီးတော့ရေးပြီးတော့ပွတ်ထနေတယ်ပေါ့နော်ဒီအခင်းချင်းကြီးဖြစ်လာနေတာဘုံနဂါကိစ္စတော့ဆိုရင်လည်းဟာ lobby တွေကပဲဟာငကားကိုအပါဖြစ်တဲ့ညာဖြစ်တဲ့ငကားတို့တီကောင်းတို့ရှောက်ပြီးတော့ပုံဖော်ပြီးရှောက်ရေးတယ်မလိုအပ်တဲ့ကိစ္စတွေအစားချက်ကားပြီးရှောက်ရေးတယ်အစိုးရတရားကပြည်သူကိုအချိန်နဲ့တပြေးညီသတင်းစည်းစိမ်မှုလုပ်မပေးနိုင်ဘူးဘယ်အမှန်ဘယ်အမှားလဲဆိုတာကိုချက်ချင်းကြီးချပြနိုင်စွမ်းမရှိဘူး lobby တွေကထင်ရမြင်ရတွေရှောက်ရေးတယ်လူတို့ကနှစ်ချမ်းခွဲရတယ်ပြီးတော့လည်းအစိုးရကဒီ lobby တွေရဲ့အာဘော်ကိုပဲရှောက်ပြီးတော့ယူပြီးကမှသတင်းထုတ်ပြန်မှုတွေလုပ်တယ်အဲ့တော့ပို့ပြီးတော့နှစ်ချမ်းခွဲရတယ်အမတ်ကြီးပြားတို့ကိစ္စဆိုရင်လည်းထုံနည်း၎င်းပဲအစိုးရကိုယ်တိုင်ကပြည်သူကိုဟာလာဟိုအချိန်နဲ့တပြေးညီသတင်းထုတ်ပြန်နိုင်စွမ်းမရှိတာပြည်သူကို narrative လုပ်နိုင်စွမ်းမရှိတဲ့ခါကျတော့မတ်ကြီးပြားဘက်ကထောက်ခံတဲ့သူနဲ့မတ်ကြီးပြားဘက်ကမထောက်ခံတဲ့သူတွေဆိုပြီးတော့ဟာလာဝိဝါဒတွေကွဲပြားကြရတယ်အဲ့တော့တကယ်လက်တွေ့မှာဖြစ်နေတာကဒီNUGအစိုးရကိုယ်တိုင်ကဒီ lobby တွေပြောသမျှကိုပဲတိုင်အောင်လိုက်နေရတဲ့အနေအထားဖြစ်နေတာဒီ lobby တွေရဲ့ narrative လုပ်မှုပေါ့နော်ပုံဖော်မှုမှာလူလူထောက်ခံအားကများနေရင်အဲ့ဒီ flow တိုင်းလိုက်သွားတယ်အဲ့တော့သူတို့ကပြည်သူကိုအချိန်မီသတင်းအချက်လက်အမှန်တွေမပေးနိုင်တဲ့အခါကျတော့အဲ့ဒီသတင်းအချက်လက်လေးဟာနေကိုဒီ Stelly lobby တွေစစ်ကောင်စီရဲ့ဝါဒဖြန့်ချီတွေကနေပြီးတော့နေရာယူလိုက်တဲ့အနေအထားဖြစ်နေတာဘယ်ကိစ္စမဆိုဗျာကြည့်လိုက်ပေါ့ကိစ္စတစ်ခုဖြစ်လာပြီဆိုရင်မီဒီယာတွေကဒါနေပုံးလက်တို့ဥမမောင်ဆွေတို့ကိုလှမ်းပေးကြတယ်ဘယ်တော့မှချက်ချင်း response မရှိဘူးเนาะချက်ချင်းလည်းမရှိသလိုနောက်ရက်မှလည်းမရှိဘူးဒီနေပုံးလက်တို့ဥမမောင်ဆွေတို့ရဲ့လက်သုံးစကားကဇော်မဲလုံးရဲ့လက်သုံးစကားနဲ့အတူတူပဲဒါနဲ့ပတ်သက်လို့ပြောစရာအကြောင်းမရှိသေးပါဘူးတို့ဒီကိစ္စကတော့ဥပဒေတိုင်းလုပ်နေပါတယ်တို့ဥပဒေတိုင်းပဲသွားမှာပါတို့ဒီလက်သုံးစကားနဲ့ပဲသူတို့ကလုပ်တာနော်အဲ့တော့ကျွန်တော်ထင်တယ်သူတို့ကတကယ်အဲ့ဒီသတင်းတွေကိုဒါ online ပေါ်မှာဒါတက်ပြီးတော့ဗောနော်မီဒီယာတွေကမင်းများနေတာတကယ်သတင်းကိုအဲ့သတင်းဖြစ်ပွားနေမှတော့သူတို့ကတိတဲ့ခေါင်းနေမဟုတ်ဘူးသူတို့ကဟာနေပေါ်လဲဆိုရင်မဲဆောက်မှာအေးစစ်နှက်နေတာသူတို့မသိတဲ့ခါကျတော့သူတို့ဒါကိုချက်ချင်းဘာဖြစ်ရမှမသိဘူးလေဥပမာဆိုရင်လည်းပို့ဆိုးတယ်ကျွန်တော်သူတို့နဲ့ပတ်သက်လို့ view site လေ့လာပြတယ်သူ့လက်သုံးစကားကဥပဒေတိုင်းပဲလုပ်မှာပါတော့ပါတော့ဟိုဆိုကြပါတော့ဗျာဒါမီဒီယာတခုကနေပြီးတော့ဘယ်ကိစ္စမှာတော့ဒါ PDF ကပေါ့နော်ဒါဟိုကျင့်ဝတ်ချိုးဖောက်မှုဖြစ်သွားတယ်ပေါ့နော်ဒါဘယ်လိုအခြေအနေရှိလဲဆိုရင်တကယ်တော့မောင်မောင်ဆွေရအဲ့ဒါကိုသူမသိဘူးသူကဒီ MOD ကနေပြီးတော့ဒါပြန်ကြားရေးတာဝန်ခံဆိုပေမဲ့အဲ့သတင်းကိုသူမသိသေးဘူးသူအေးစစ်တနေရာမှာသူနှက်နေတာမသိတဲ့ခါကျတော့သူဘာဖျားမှမသိတော့သူ့ရဲ့အလွယ်ကူဆုံးလက်သုံးစကားကဒါဥပဒေတိုင်းပဲလုပ်မှာပါပေါ့အဲ့ဘာကိစ္စလဲဆိုတာကိုသူမသိဘူးသူမသိရင်ပဲသူအလွယ်ကူဆုံးဖြေလို့ရတဲ့စကားကသူကဟာလားဒါဟုတ်ပါတယ်ဒါကျွန်တော်တို့ဒါဥပဒေတိုင်းပဲလုပ်မှာပါဆိုပြီးတော့သူကရောချလိုက်တာဒီလိုပုံစံနဲ့သွားနေတာပြောရင်တော့ကိုတာဝန်ကိုမကြေပွန်တာပေါ့ဗျာအဲ့ကိုကဒီသတင်းနဲ့ပြန်ကြားရဲမှာတာဝန်ယူထားတယ်ဆိုရင်နေ့စဉ်ဘာတွေသတင်းတွေဖြစ်နေလဲဆိုတာတခုသူတို့သိရမယ်သူတို့ဒီပေါ်လည်းနှစ်လမ်းရှိတယ်ပထမလမ်းကဒီသူတို့ရဲ့ဒီအဖွဲ့အစည်းတွင်းမှာပဲသူတို့စီကိုဟာသတင်းတွေအဆမ်းပြရောက်ရှိနေဖို့အတွက်ဒါ link တစ်ခုရှိကိုရှိရမယ်တိစောက်ထားရမယ်ဒုတိယချက်ကဒီ online ပေါ်မှာနေသူတို့အများနဲ့ကြည့်ရှုနေုံနဲ့လေသူတို့ဟာလာအချိန်နဲ့ဒီပြင်းကြီးသူတို့သိနိုင်တာပဲလေဟာလာသူတို့ကိုတင်းဖွဲ့ပေးထားတာလေဗျာလူတယောက်တည်းကနေ24နာရီသူတို့ဖုန်းထိုင်ကြည့်ခိုင်းတာမှမဟုတ်တာပဲသူတို့ကိုတင်းဖွဲ့ပေးထားတာပဲ
ကြည်နေဘုံလေးရဲ့ PVTV မှာဆိုရင်အများကြီးခန့်ပြီးတော့တင်းဖွဲ့လာတာလေအခုထိုင်ကြည့်နေလို့ရတယ်တယောက်လှည့်ကြဟာပါသတင်းလေးတော့တူချက်ဖြစ်စဉ်တွေ့ရတယ်ဒါဆိုရင်သူတို့သက်ဆိုင်ရာစစ်ဒေသတွေသူတို့လှမ်းမေးမယ်သတင်းရင်းမြစ်ကိုသူတို့ခိုင်ခိုင်မာမာသူတို့လှမ်းမေးလိုက်မယ်အနည်းဆုံးကိုယ့်လုပ်ကိုအလောက်ပေါ့နော်သူတို့တာဝန်ကြည့်တယ်ဆိုရင်တော့မှပဲသူတို့အချိန်နဲ့တပြေးညီပြည်သူကိုသတင်းစည်းစိမ်မှုလုပ်ပေးနိုင်တယ်အချက်အလက်မှန်ကိုသူတို့အနေနဲ့ပြောနိုင်စွမ်းရှိတယ် narrative လုပ်လို့ရတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကစားဒီလိုမျိုးလုပ်ဖို့စိတ်ကိုလည်းမရှိပေါ့နော်စေတာလည်းမရှိကိုယ့်အလုပ်ကိုတာဝန်မကြည့်တဲ့တကယ်ကိုဟလာငပေါ်ကြီးတွေဆိုတဲ့အခါကျတော့ဒီအစိုးရနဲ့ပြည်သူကြားမှာကတည်ချက်လက်လေးရနေဆိုတာကအများအားဖြစ်နေတာဒီ9နှစ်တာအတွင်းမှာညီဒီမှာကဒီတောင်းတာတစ်ခုကဖြစ်နေပြီအစိုးရကထုတ်ပြန်မှုမရှိဘူးဟလာပြည်သူကလည်းဘာကိုယုံအောင်မှမသိတဲ့အခြေအနေတစ်ခုဖြစ်နေတယ်တည်ချက်လက်လေးရနေအဲ့လိုလေးရနေဖြစ်နေတော့အဲ့ဒီအချိန်မှာ lobby တွေ ဆယ်လီတွေကဝင်ရောက်နေရရွေးတယ်ဟာဒီဖြစ်တဲ့ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်သူတို့ရှူတော့ကနေအမျိုးမျိုးရှောက်ရည်တယ်ဒီဘက်ကစစ်ကောင်စီဘက်ကဝါရပြန်ချီရလဲနေရာဝင်ယူလာတယ်ဟာဒါကတော့ဘာကြောင့်ဆိုပြီးသူတို့ကလည်းပုံဖော်ပြီးရှောက်ရည်တယ်ဒီပြဿနာတွေရဲ့အရင်းမြစ်ကဒီ UNG ကလူတွေကကိုတာဝန်ကိုမလုပ်ကြတာပြောရရင်အရေးချင်းမရှိတာအဲ့တော့ဒီလိုအခင်းချင်းထဲမှာပြည်သူကဘယ်ဟာကိုယုံကြည်ရမှန်းမသိတော့ဘဲနဲ့ဘယ်ကိစ္စမှဆိုပေါ့နော်ဘယ်ကိစ္စမှဆိုဘယ်ဟာကိုယုံကြည်ရမှန်းလဲဆိုတော့မသိတော့ဘဲနဲ့ဝေဝါးတာတွေကဖြစ်လာတယ်ဘယ်ဟာကအမှန်ဘယ်ဟာကအမှားလဲဆိုတော့ပြည်သူကဝေခွဲဖို့ခက်ခဲလာတဲ့အတွက်ဒါမျိုးတွေကဒီ9နှစ်သက်တမ်းကြီးဖြစ်လာတဲ့အခါကျတော့ဒီပြည်သူက UNG ပေါ်မှာစိတ်ကုန်ပြီပေါ့ဒါကကျွန်တော်ရှော့ပြောနေတာမဟုတ်ဘူးဒါကလူတဘာဝရဲ့ဟလာစင်ကဲဖြစ်ပေါ်လာတဲ့ process တွေပဲဘယ်သူမှဆိုဒီအချိန်တွေကိုကြုံလာရတဲ့အချက်လက်အမှန်ကိုလည်းမပေးနိုင်ဘူးကိုယ့်အလုပ်ကိုလည်းတာဝန်မကြည့်ဘူးပြည်အားလည်းမတည်ဆောက်နိုင်ဘူးဆိုရင်တေးကြတယ်လေဒီပြည်သူတွေကဒီဆိုရတဲ့ကိုစိတ်ကုန်ရင်းဆိုတာတခုကသူတို့စိတ်ထဲမှာဗစက်ကထုံးပြောရင်လည်းရှိမယ်အလိုလျောက်ဝင်လာတော့မှာပဲဒီစိတ်ကုန်တဲ့ရလက်အနေနဲ့ကဘာလို့ဆက်ကူးပြောင်းသွားလဲဆိုတော့ဒီအစိုးရကိုစိတ်ကုန်ခြင်းရနေပြီးတော့ဒီတော်လန်ရေးကိုပါမတွေးတာပဲကောင်းပါလေကွာငါတို့နဲ့မဆိုင်တာပဲကောင်းပါလေဆိုတော့အတွေးကပေါက်လာကြတယ်အဲ့တော့ဒီအသက်ပေးပြီးတော့ဟလာတိုက်ပွဲတွေကြားမှာတိုက်ပေးနေတဲ့သူတွေကတက်တော်လန်ရေးကငါတို့နဲ့မဆိုင်တော့ပါဘူးမဆိုင်တော့သလိုပါပဲဆိုပြီးတော့နေသားသလိုနေသွားကြတဲ့သူတွေကတက်ဆိုပြီးဖြစ်လာတယ်အဲ့တော့ဒီကိစ္စတွေရဲ့အကြောင်းရင်းကပြည်ရမတိဆောက်နိုင်တာပေါင်းမှုတရားမတိဆောက်နိုင်တာယုံကြည်မှုမတိဆောက်နိုင်တာဘာလို့မတိဆောက်နိုင်တယ်လဲဆိုတော့အကြီးချင်းမရှိတာကိုလို့ရမယ့်တာဝန်ကဘာလဲဆိုတာကိုတိတိကျကျမသိတာသူတို့လုံနေတဲ့အလုပ်တစ်ခုကတစ်ခုတည်းပဲအဲ့ဒါက false hope တွေပေးတာဒီ9နှစ်တာအတွင်းမှာ2023မှာနေပြည်တော်ကိုဘလို့သိမ်းမယ်2024မှာဘလို့လုံမယ်2025မှာပါဆိုပြီးတော့တစ်နှစ်ပြီးတစ်နှစ်ရှောက်ပြောတယ်လမ်းများအားလုံးနေပြည်တော်ကွက်ပြင်းနေကွက်ပြခင်းမယ်ထွေတိုးစစ်ကြီးမကြခင်စမယ်ဘယ်နဲ့ဖျားမှာတားမရဘူးဘာညာဆိုပြီးတော့ပေါ်ဆုပ်တွေရှောက်ပေးတယ်သူတို့လှုပ်တက်တဲ့အလုပ်တစ်ခုကဒါပဲဘယ်တော့မှပြည်သူအတန်ကိုနားထောင်လည်းမရှိဘူးသူတို့ပြောချင်ရကိုဟာလာအတင်းရိုက်ကူးထားပြီးသားဗီဒီယိုမက်ဆေ့နဲ့ပြောတယ်ဒါပဲလိုက်နဲ့တော့မပြောဘူးเนาะလိုက်နဲ့ပြောရင် comment ဝင်ရေးပြီးတော့ပြည်သူအတန်နားထောင်နေရမှာဆိုတော့လိုက်နဲ့တော့မပြောဘူးပါဇက်ကပြောလိုက်ရင်တော့ပြည်သူတွေရဲ့အခက်အခဲကိုသိတယ်လို့စာနာတယ်လို့ကျွန်တော်မနေ့ကဒါ Burmese News Network ပေါ့ဒါ BNN ကကိုထောင်ကျော်တို့မီဒီယာနဲ့ဒေါ်စင်မောင်နဲ့အင်တာဗျူးကိုနားထောင်လိုက်တာဒေါ်စင်မောင်ကပြည်သူတွေလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကြက်တဲ့အားလုံးကိုသူတို့နားလဲပါတယ်ဆိုပြီးတော့သူပြောတာတွေ့လိုက်တယ်ပြည်သူလူထုရဲ့ဒီပေါ့နော်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ရတဲ့ဒုက္ခတွေကိုလည်းပဲကျမတို့ကောင်းကိုချင်းစားတယ်အခုထပ်ဆင့်ပြီးတော့ပေါ့နော်ဒီလူကြောင့်ဖြစ်တဲ့ဒုက္ခအပြင်ကိုသဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ဒုက္ခတွေမှာလည်းပဲဒီကျမတို့တိုင်းပြည်မှာကောင်းမွန်တဲ့အုပ်ချုပ်ရေးမရှိဘူးစစ်အာဏာရှင်စနစ်အုပ်ချုပ်ရေးအောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူထုဟာပေါ့နော်ထိရောက်တဲ့ဒီပေါ့နော်ဘယ်လိုပြောမလဲဒီအုပ်ချုပ်သူတွေရဲ့ထောက်ပံ့မရဘူးဆိုတာလည်းကျမတို့ကောင်းသိပါတယ်တပြိုင်နက်တည်းမှာကိုပဲအခုနောက်ထပ်ပေါ့နော်ဒီလောင်စာစီပြဿနာတွေအခုလိုမျိုးအင်မတန်မကြားဘူးတာတွေကြားနေရတယ်ပေါ့နော်ကမ္ဘာအပူပြင်းဆုံးမြို့တွေထဲမှာမြန်မာနိုင်ငံက9မြို့လားမသိဘူးပါတယ်ဆိုတော့ဒီအခြေအနေမျိုးမှာမြန်မာပြည်ကပြည်သူတွေပြည့်စစ်မီလည်းမရှိလောင်စာစီကလည်းတန်းစီရဆိုတော့ဘယ်လောက်ဒုက္ခရောက်နေမလဲဆိုတာကျမတို့ဒါအင်မတန်မှတွေ့ကိုယ်တိုင်လည်းဗမာပြည်မှာအနူရသည်တွေမှာနေခဲ့ဘူးတဲ့သူတွေအနေနဲ့ကျမတို့အင်မတန်မှခံစားမိပါတယ်အဲ့ဒါရှောက်ပြောနေတာနော်တ
ကယ်တော့ပြည်သူတွေရဲ့အခက်အခဲတွေအကြက်တဲတွေသူတို့နားလည်စရာအကြောင်းလည်းမရှိဘူးသူတို့လည်းပြည်သူတန်အောင်နားထောင်မှုတော့မဟုတ်ဘူးသူတို့ကပြည်သူတွေဟလာတို့လက်ရှိပေါ့နော်ဟိုအကျဉ်းအဖြစ်မြင်နေရတဲ့အခင်းချင်းတစ်ခုလောက်ကိုဒါသူတို့ကရှော့ပြောပြီးကမှနားလဲတယ်ဆိုပြီးတော့ပုံဖော်တာတကယ်တော့သူတို့နားမလဲဘူးဘာလို့ပြောနိုင်လဲဆိုတော့တကယ်ကိုပြည်သူတွေရဲ့အခက်အခဲအကြက်တဲခံစားချက်ကိုနားလဲတဲ့လူတစ်ယောက်ကဟလာဟိုစိတ်ခံစားချက်အမူအရာတွေသူ့ထံမှာမတွေ့ရဘူးကျွန်တော်ဆိုလိုတာကဟာဒါမျိုးဖြေချနေတဲ့ဟိုမျက်ရည်တွေစီးကျလာရပါတယ် over acting တွေကိုပြောတာမဟုတ်ဘူးနော်သူတို့ကပြည်သူတွေရဲ့တကယ်အခက်အခဲအကြက်တဲ့ခံစားချက်ကိုနားလည်ရင်သူတို့ထံမှာဟာလာပြင်းထန်တဲ့အာတုံမှုတွေတကယ်ကိုဟာလာပြည်သူနဲ့နှီးစပ်ဖို့အတွက်လက်တွေ့ကြကြနှီးစပ်လာဖို့အတွက်လှုပ်ဆောင်ပြတဲ့အရာတွေကဖြစ်ပေါ်နေရမှာအနည်းဆုံးအဆင့်ပြပြည်သူတွေကမျောလင်းချက်မဲ့လာတဲ့နေရာတစ်ခုမှာမျောလင်းချက်ရအောင်ဆိုပြီးတော့ဒီအဂတိရန်နေရလိုဟာမျိုးတွေတီထောင်ပြတာမျိုးတွေဟာလာဒီစင်းစစ်ချုပ်ခန့်တာမျိုးတွေအသေးအတန်လုပ်ပြတာမျိုးဖြစ်ပေါ်ရမှာပေါ့မဖြစ်ပေါ်ဘဲနဲ့လူတွေကိုပြည်သူတွေကိုစာနာတဲ့နားလဲဆိုတာကအရှာပြားပေါ်ကနေအရှက်မရှိရှောက်ပြောတာပါဇက်ပါတဲ့အတွက်လူတိုင်းပြောလို့ရတယ်ဥပမာပေါ့ဗျာဟာအရက်သမားတယောက်ကနေ့စဉ်ဒါအရက်ဆွဲနေတဲ့ဒီအရက်သမားတယောက်ကသူ့ရဲ့မိမကိုတကယ်တနာတယ်ဆိုရင်သူ့ရှာပြားနဲ့ဟာလာရှောက်ပြောနေလို့မရဘူးလေသူလက်တွေ့ပြောင်းလဲပြတဲ့အနေထားတစ်ခုတွေကိုသူရက်ဆိုင်မသွားတော့ဘူးဟာလာသူ့ဘဝသူအလုပ်တွေကြိုးစားလုပ်တယ်ဆိုတာမျိုးနဲ့ပြမှသူစာနာတယ်ဆိုတာကပေါ်လွင်ပါလေပါဇက်ပါတယ်လူတိုင်းတော့ရှောက်ပြောလို့ရတာပေါ့ဗျာအဲ့တော့ဒေါ်စင်မအောင်တို့ဟာလာတော်တော်များအဲ့တိုင်းပြောကြပါတယ်အန်ယူဂျီကောင်တွေပြောလိုက်ရင်တော့စာနာတယ်လို့ဟာလာပြည်သူရဲ့ခက်ခဲကိုသိတယ်လို့ပါဇက်ပြားနဲ့ရှောက်ပြောနေတာသူတို့စီမှာဟာလာတကယ်ပြည်သူကိုစာနာတယ်ပြည်သူအတန်အောင်နားထောင်တယ်ဆိုတာမရှိဘူးမရှိလို့လေပြည်သူနဲ့အဆက်ဟတ်တက်လာစေမဲ့အခင်းချင်းမျိုးတွေလှုပ်ဆောင်ချက်မျိုးတွေလုံးမပြနိုင်သေးတာပဲလှုပ်ပြဖို့ကြိုးပမ်းအားထုတ်တာမျိုးကိုလည်းမတွေ့ရသေးတာပဲအဲ့တော့ပြည်သူအတန်ကိုလည်းနားမထောင်ပြည်သူနဲ့ဟာလာထိတွေ့ဆက်ဆံဖို့လည်းမလုပ်ပေါ့နော်ဒီ PR ကိုလည်းမလုပ်ခဲ့တဲ့ခါကျတော့ရလက်ကဒီတော်လန်ရေးနဲ့ပြည်သူကကင်းကွာလာတယ်ပြည်သူကအယူကြီးပေါ်မှာယုံကြည်မှုကင်းမဲ့လာတယ်ယုံကြည်မှုမှမတည်ဆောက်နိုင်ခဲ့တာ哦တနှစ်ပြီးတနှစ်အချိန်ကြာလာလေယုံကြည်မှုကတိုးလာလေမဟုတ်ဘူးเนาะယုံကြည်မှုကညော်နေလာလေပဲအဲ့တော့ပြည်သူအများစုအနေနဲ့ကကြတော့ဒီတော်လိုင်းရေးကငါတို့နဲ့မဆိုင်တော့ပါဘူးလေဆိုတဲ့အတွေးမျိုးကပေါက်လာတယ်တကယ်ဟလာအသက်ပေးပြီးတော့တိုက်နေရသူတွေနဲ့တကယ်ကိုပွဲလန်းသူတွေနေမှာပျော်ပါနေတဲ့သူတွေနဲ့ဆိုပြီးတော့ဒီလိုမျိုးပေါ့နော်ကဘာနှစ်ချမ်းတွေဖြစ်လာတယ်ကျွန်တော်ထင်တယ်ဒါတွေကိုတေချာသတိထားပြီးကြည့်လိုက်မယ်ဆိုရင်2024လောက်ကစပြီးတော့ဒါတွေဖြစ်လာတာ2023မတိုင်ခင်ကပြည်သူတွေကအဲ့ပွဲလန်းသူတွေတော့တိတ်ပြီးတော့စိတ်ဝင်စားခဲ့ကြတာမဟုတ်ဘူးတဖြည်းဖြည်းနဲ့ယုံကြည်မှုကပိုတိုးလာရမယ်စားယုံကြည်မှုညော့နေလာတယ်အစိုးရကယုံကြည်မှုမတည်ဆောက်နိုင်တော့တော်လိုင်းရေးနဲ့ပြည်သူကကင်းခွာလာတယ်အဲ့တော့ပြည်သူကလည်းသူတို့နေတာသလိုနေလာကြတယ်အဲ့ဒီဟာကိုဂျားကနေပြီးတော့ခံရတာကတကယ်အသက်ပေးနေရတဲ့ PDF ရဲဘော်တွေကခံရတာသူတို့ခင်ဗျာကဒီပြည်သူတွေအတွက်တိုက်ပွဲဝင်ပေးဖို့အတွက်ကိုဒီကြည်စံမိုးလေးတွေရိတ်ခါမိုးလေးတွေအစားဟိုမျက်နှာငယ်ငယ်နဲ့အလူခံလာရတယ်ချိုးဆိုရင် message တွေပို့ပြီးကမှာပေါ့နော်ကိုရဲ့အမရဲ့ကူညီပါဦးဆိုပြီးတော့ပြောရရင်သာရာကြီးဗျာကိုယ်တိုင်းပြည်အတွက်ဟာလာပြည်သူအားလုံးအတွက်လှုပ်လှုပ်ပေးနေတဲ့သူတွေကအောက်ကနေပြီးတော့ပေါ့နော်အောက်ကျပြီးကမှအကူညီပေးပါအောင်ကိုရဲ့ဆိုပြီးတောင်းပန်နေတာဘယ်လောက်ကျင်သာစရာကောင်းလိုက်လဲတချို့ပြည်သူတွေလည်းဒါလှူနေကြပါတယ်ဒါပေမဲ့ခက်ခဲလာတော့လေဒီခါကျရင်ဒီ message တွေကိုဖွင့်မဖတ်ရတော့တဲ့ပြည်သူတွေကအများကြီးပဲတကယ်ဟိုထောက်ပံ့နိုင်တဲ့အနေအထားရှိနေတဲ့ပြည်သူတွေလည်းအများကြီးရှိပေမဲ့ယုံကြည်မှုမှာဒီအစိုးရတက်ကမှယုံကြည်မှုမှာပြည်သူနဲ့တိဆောက်ထားနိုင်ခြင်းမှမရှိခဲ့တာဟုတ်ပြောရင် PR မှမရှိခဲ့တာဟုတ်မရှိခဲ့တော့ဒီအသက်ပေးနေရတဲ့ရဲဘော်တွေကစစ်တီတွေကဒါ PDF စစ်တီတွေကဂျားကနေပြီးတော့သူတို့ကဒီ NUG ရဲ့အတုံးမကျမှုကိုသူတို့ကဂျားကနေပြီးတစားခံဖြစ်ခံနေရတယ်ဘလောက်တောင်ပေါ့နော်ဒါတွေတွေးကြည့်ရင်ဘလောက်တောင်ယွန်စရာကောင်းလိုက်လဲဗျာဒီအစိုးရကိုနော်ဒီ NUG ကကောင်တွေကိုတော်တော်ကိုယွန်စရာကောင်းတာအဲ့တော့ဘာကြောင့်ဒီလိုအခင်းချင်းကြီးဖြစ်လာခဲ့တာလဲဆိုတော့အဖြစ်ကရှင်းရှင်းလေးပဲပေါ့ဗျာအကြီးချင်းမရှိတာအကြီးချင်းမရှိတော့ဘာတွေလှုပ်တဲ့နဲ့မလှုပ်တဲ့ဆိုတာတခုကိုသူတို့မသိဘူးဘလို့ယုံကြည်မှုတည်ဆောက်ရမယ်ဘလို့ PR ကိုခိုင်မာအောင်တည်ဆောက်ရမလဲဆိုတာကိုသူတို့မသိဘူးဘလို့ကိုကျင်တရားတွေတည်ဆောက်ပြရမလဲဆိုတာကိုသူတို့မသိဘူးပြောရရင်ဒီအကြီးချင်းမရှိတာကိုလည်းဒါလက်ခံပြီးလို့ရသေးတယ်ဒါကတိတ်ပြဿနာမဟုတ်သေးဘူးအဓိကပြဿနာကသူတို့ကိုဝေဖန်ထောက်ပြနေတဲ့အတန်တွေကိုဘယ်တော့မှနားမထောင်တတ်တဲ့အကျင့်ကပဲပြဿနာအဲ့ဒီအကျင့်ကပဲသူတို့ကိုဆွဲချသွားတာဘယ်သူကမှသူတို့ကိုဆွဲချလို့မရဘူးပျက်စီးအောင်ဖျက်ဆီးလို့လည်းမရဘူး
လေတက်ယုံနဲ့တောင်တန်းတွေကမပြိုလဲဘူးသူတို့ရဲ့အရေးချင်းမရှိမှုအရေးချင်းမရှိတဲ့ပြင်ပြည်သူတွေရဲ့ဝေဖန်ထောက်ပြနေတဲ့ပေါ့နော်အတန်တွေကိုနားထောင်တက်အတွက်ဒါအကျင့်မရှိမှုကပဲသူတို့ကိုဆွဲချသွားတာတကယ်တော့အရေးချင်းမရှိလဲဗျာပြည်သူတွေနဲ့ဟလာဒါတွေကတော့ဘာလို့တင်နေညာလို့တင်နေဆိုဝေဖန်တန်တွေကိုသူတို့နားထောင်တက်ခဲ့ရင်လိုက်နာတက်ခဲ့ရင်ဒီအခြေအနေမျိုးပဲဖြစ်မလဲဒီပြည်သူတွေယုံကြည်မှုယုံနေလာတာကကျွန်တော်တို့ရှောက်ပြောနေလို့ယုံကြည်မှုယုံနေလာတာမှမဟုတ်တာသူတို့ကိုယ်တိုင်ကယုံကြည်မှုတည်ဆောက်နိုင်ခြင်းမရှိခဲ့လို့ယုံကြည်မှုယုံနေတာလေအခုဒီအယုံကြည် lobby တွေကဒါရှောက်ပြောနေတာကြတော့ဒါအယုံကြည်ကိုအဲ့လိုတွေဝေဖန်နေလို့ပြည်သူနဲ့ယုံကြည်မှုယုံနေတာတော့ဘာလို့ဆိုပြီးတော့เนาะရှောက်ပြောကြတာကျွန်တော်ဥပမာတစ်ခုပဲပြမယ်ဥပမာပန်ဆယ်လိုပဲထားလိုက်ပါဗျာပန်ဆယ်လိုကိုကျွန်တော်တို့ကဟာဒီပန်ဆယ်လိုကဟိုလင်ငယ်တွေနေပါတယ်ဘာညာဆိုပြီးရှောက်ပြောရုံနဲ့သူ့ယောက်ျားကယုံမလားသူ့ယောက်ျားကသူဒီပန်ဆယ်လေးပေါ်မှာယုံကြည်မှုရှိတယ်ဆိုရင်ကျွန်တော်တို့ပြောတာတခုကသူတို့နှစ်ယောက်က relation ကြားမှာပြတ်သွားစရာအကြောင်းရှိမလားမရှိဘူးလေအကယ်၍သူ့ယောက်ျားကိုယ်တိုင်ကပန်ဆယ်လိုကိုမယုံတော့ဘူးဆိုရင်လည်းတေးကြတဲ့ပန်ဆယ်လိုကိုယ်တိုင်ကကိုချင်းတရားကိုတိဆောက်မထားလို့ဟာလားတကယ်ကိုဟာလားအကျင့်ပြတ်မှုတွေရှိလို့ဒါသူ့ယောက်ျားကမယုံတာပဲဖြစ်လိမ့်မယ်ကျွန်တော်တို့ပြောရုံနဲ့တော့ပန်ဆယ်လိုနဲ့သူ့ယောက်ျားရဲ့ကြားမှာ relation ကပြတ်သွားစရာအကြောင်းမရှိဘူးအဲ့ဒါကို DNUG က lobby တွေဒီနှုတ်ပိန်းနေပေါ့နော်နှုတ်ပိန်းတွေကလူလိုနားလည်နိုင်ကြမရှိဘူးNUG ကိုဝေဖန်နေလို့ဒီလိုဖြစ်တယ်လို့ပဲထင်နေကြတာNUG မှာဘာရည်ချင်းမှမရှိလို့ဘာယုံကြည်မှုမှတည်ဆောက်နိုင်ခြင်းမရှိလို့ပြည်သူနဲ့ဟာလာဒီအစိုးရကြားမှာNUG ကြားမှာဒီလိုမျိုးယုံကြည်မှုညော့နေလာရဲဆိုတာတခုကိုသူတို့ကလူလိုတွေးနိုင်ကြမရှိဘူးအဲ့တော့ဒီ NUG အစိုးရကိုယ်တိုင်ရောဒီ NUG lobby တွေကိုယ်တိုင်ရောကလူလိုတွေးနိုင်စွမ်းမရှိတဲ့အခင်းချင်းတွေမှာသူတို့လူလိုတွေးတတ်လာအောင်ထောက်ပြပေးရမှာကကျွန်တော်တို့ရဲ့တာဝန်ပဲဘာအရေးချင်းမှမရှိတဲ့ဒီ NUG ကပုံကိုယ်တွေကိုဟာလာရှက်တက်လာအောင်တာဝန်ယူမှုတာဝန်ခံမှုတွေရှိလာအောင်ထောက်ပြပေးရမှာကကျွန်တော်တို့ရဲ့တာဝန်ပဲဒီတနည်းပဲရှိတော့တာလေသူတို့ကဘာအရေးချင်းမှမရှိဘူးဆိုတာတွေကိုထောက်ပြပေးနိုင်မှာပဲသူတို့ရှက်တက်လာတော့မှာအဲ့လိုရှက်တက်မှာလဲတာဝန်ယူမှုတာဝန်ခံမှုဆိုတာကရှိလာတော့မှာဒီလိုမျိုးအရေးချင်းမရှိတဲ့ဒီလူငပေါ်ကြီးတွေကိုရှက်တက်လာအောင်လုပ်ဖို့ကလွဲလို့ကျွန်တော်တို့မှာတခြားနီးလန်းနဲ့စူးစမ်းကြည့်စရာဘာနီးလန်းမှမရှိတော့ပါဘူးနောက်ထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်တွေကိုယ်ပိုင်ခံစားချက်တွေကိုလည်း comment မှာဝင်ရောက်ရေးသားပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ခဲ့နိုင်ပါတယ်အားလုံးပဲဘေးရန်တွေအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ